အားလုံးပဲမင်္ဂလာပါကျွန်တော်တို့လဘာဘူး H Climate Channel ကနေပြီးတော့အားလုံးပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့လဘာဘူးပရိသတ်တွေအတွက်တကယ်ကိုစိတ်လှုပ်ရှားစရာကောင်းတဲ့သတင်းတစ်ပုဒ်ကပေါ်ထွက်လို့လာခဲ့ပါပြီအဲ့ဒါကတော့ကျွန်တော်တို့ဒီယာဒီမှာဆိုရင်ပုံစံငောင်းတွေတောက်လျှောက်ပြသနေခဲ့တဲ့ကျွန်တော်တို့ရဲ့ကွင်းလယ်လူဒိုမနစ်ဆိုစလိုင်းကိုကျွန်တော်တို့လဘာဘူးအသိဉာဏ်ဆိုရင်ကာလာရှေစာချုပ်တက်တန်တိုးဖို့အတွက်ကိုသဘောတူညီမှုရရှိခဲ့ပြီဆိုတဲ့သတင်းမှာကျွန်တော်တို့ဒီသတင်းနဲ့အတူတူဒီမနက်ဖြန်ညမှာကံမဲ့ဘန်စလီနဲ့ FA ကတ်ပွဲစဉ်မှာအာနီစလော့အနေနဲ့လူငယ်မျိုးဆက်သစ်ကစားသမားတွေကိုဘယ်လိုစမ်းသပ်သွားမလဲဆိုတဲ့အကြောင်းအရာလေးတွေကိုဒီဗီဒီယိုလေးမှာဆက်လက်ဆွေးနွေးပေးသွားပါမယ်ခင်ဗျာပထမအဆုံးအနေနဲ့ကျွန်တော်တို့ဒီဒိုမနစ်ဆိုဘိုစလိုင်းရဲ့စာချုပ်တစ်အကြောင်းလေးကိုအရင်စပြီးပြောရအောင်ပေါ့နော်ကျွန်တော်တို့ဒီဆိုဘိုစလိုင်းဆိုရင်ဒီ2023ခုနှစ်ဒီနွေရာသီဈေးကွက်မှာကျွန်တော်တို့လဘာဘူးတင်းကိုရောက်လာခဲ့တယ်သူရောက်လာပြီး200တီမြောက်မှာဆိုရင်သူ့အနေနဲ့ပရီးမီးယားလိဖလားကြီးကိုရရှိခဲ့တယ်လက်ရှိချိန်မှာလည်းထွက်ပေါ်နေတဲ့သတင်းတွေအရပေါ့နော်ဒီ Real Madrid တို့လိုအသင်းကြီးကသူ့ကိုစိတ်ဝင်စားနေတယ်ဆိုပြီးတိုင်အောင်လို့မှဒီစူဘောဆိုရင်ကျွန်တော်တို့လဘာဘူးအသင်းမှာပဲစက်နေဖို့ဆုံးဖြတ်ခဲ့တယ်ပေါ့နော်ဒီနောက်ဆုံးထွက်ပေါ်လာတဲ့သတင်းတွေအရဆိုရင်ဒီကျွန်တော်တို့လဘာဘူးနဲ့စူဘောစလိုင်းတို့ရဲ့စာချုပ်တက်တန်းဆိုရင်နောက်ထပ်9နှစ်တက်တန်းရှိပြီးတော့ကျွန်တော်တို့စူဘော2031ခုနှစ်ထိစာချုပ်ချုပ်မယ်ဆိုတဲ့အချက်လက်တွေသိရတယ်ပြီးတော့ဒီကျွန်တော်တို့စိုးဘူဟာဆိုရင်ဒီတပတ်လောက်ခပေါင်2သိန်းဝန်းကျင်ရရှိမယ်လို့တော့သတင်းတွေထွက်တယ်ပေါ့နော်ဒီလစာကတော့ကျွန်တော်တို့အတိအကျကြီးတော့မသိရသေးဘူးဒါပေမဲ့ဒီစိုးဘူနဲ့စာချုပ်တက်တန်တိုးဖို့သဘောတူညီမှုရရှိပြီဆိုတဲ့သတင်းတွေကတော့ကျွန်တော်တို့မီဒီယာတော်တော်များများမှာဖော်ပြလာတော့တွေ့ရတယ်ဒီလက်မှတ်ထိုးတဲ့ပုံတွေကတော့ဒီအတင်းရဲ့ကျွန်တော်တို့လဘာဘူး page ရဲ့ official announcement ကတော့နည်းနည်းလေးတော့စောင့်အောင်မယ်ပေါ့နော်ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့အဓိကဒီကွင်းလက်ကစားသမားဖြစ်နေတဲ့ကစားသမားကိုဒီ Real Madrid တို့လို Bayern Munich တို့လိုအသင်းကြီးတွေကခြေရင်နေတဲ့အချိန်မှာကျွန်တော်တို့အသင်းနဲ့ကာလာရှေတက်တန်တိုးတာနေကျွန်တော်တို့လဘာဘူးအသင်းတော့ဒီဆိုဖို့အတွက်ကောဒါပြောမယ်ဆိုအဖက်ဖက်ကနေပြီးတော့အကောင်းမြင့်စရာအချက်လက်တွေပဲအများကြီးရှိခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒီဆိုဘွားဆိုရင်အခုမှအသက်က25နှစ်ပဲရှိသေးတဲ့အတွက်ဒီနောက်9နှစ်တက်တန်တိုးမှသူ့အနေနဲ့ကျွန်တော်တို့လဘာဦးသိန်းမှာသူ့ရဲ့အကောင်းဆုံးအရွယ်ကိုဖြတ်တန်းရမှာဖြစ်တဲ့အတွက်ဒီသူ့ရဲ့ကြောနံပါတ်8ကြီးနဲ့အတူတူပေါ့နော်ကျွန်တော်တို့တစ်ချိန်က streaming ဂျရက်ကြီးကိုပြန်လဲမြင်အောင်နေတယ်လို့မျိုးခံစားမှုတွေကိုသူ့စီကနေအဲ့ဒီ energy တွေကျွန်တော်တို့မြင်ရတယ်ပေါ့နော်ဒီကြောနံပါတ်8ကြီးဝေးပြီးတော့နောက်ထပ်9နှစ်မှာကျွန်တော်တို့လဘာဘူးတင်းနဲ့အတူတူနောက်ထပ်စုဗလာတွေအများကြီးစုခူးနိုင်မှာဆိုလို့လဲကျွန်တော်ဒီနေရာနေစုတောင်းပေးပါတယ်ပြီးတော့ကျွန်တော်တို့စုဘောဆိုရင်ဒါသူ့ရဲ့ပေါ့နော် ball rate လောက်အားနှုံးနေသူ့ရဲ့ဒီဖန်တီးနိုင်စွမ်းနဲ့ခေါင်းဆောင်မှုအပိုင်းနေရဆိုရင်ကျွန်တော်တို့လဘာဘူးရဲ့အနာဂတ်အတွက်တကယ်ကိုအဖိုးတန်ရတနာတပားလေးဖြစ်လာမှာလုံးဝအတိအကျဖြစ်တယ်ပေါ့နော်ပြီးတော့ကျွန်တော်တို့လက်ရှိရထားတဲ့သတင်းတွေရဆိုရင်ဒါစုဘုံနဲ့အတူတူနွေရာသီဈေးကွက်မှာပြောင်းရွှေ့လာတဲ့ကစားသမားတွေဖြစ်ကြတဲ့ဒီမာကာတို့ဂရာဗန်ဘတ်တို့ကိုလည်းအတင်းအစာချုပ်တက်တန်တိုးဖို့အတွက်ဆက်လက်ဆွေးနွေးနေပြီဆိုတဲ့သတင်းတွေလည်းတွေ့ရတယ်ပေါ့နော်ဘာလို့လဲဆိုတော့ဒီကျွန်တော်တို့ရဲ့လဘာဘူးအသင်းမှာဆိုရင်အခုလက်ရှိထောက်တိုင်ကစားသမားတွေကဒီကစားသမားတွေပဲဖြစ်တယ်ပေါ့နော်ပြီးတော့ဒီကစားသမားတွေအနေနဲ့အတူတူတပြိုင်နက်တည်းရောက်ရှိလာတဲ့အချိန်မှာကျွန်တော်တို့အနေနဲ့ဒီစာချုပ်တက်တန်လည်းအတူတူတပြိုင်နက်တည်းတိုးလိုက်မယ်ဆိုရင်ကျွန်တော်တို့လဘာဘူးတော့ကအများကြီးအကောင်းမြင်နေတဲ့အချက်တွေနဲ့ဒီနောက်လာမဲ့အနာဂတ်တော့ပါစိတ်ချတဲ့အနေအထားမျိုးတွေရှိတယ်ပေါ့နော်ဒီ Ryan Gravenberch ဆိုရင်လည်းဒီပထမဆုံးရောက်ခါစားရာဒီရာဂျန်ကလော့ကြီးလက်အောက်မှာတော့ခြေစွမ်းတိတ်မပြနိုင်ပေမဲ့လည်းမနှစ်ကအာနီစလော့စားရောက်ခြင်းရာဒီမှာသူ့အနေနဲ့ဒီကျွန်တော်တို့အတင်းရဲ့ double pay ball နေရာမှာအပိုင်စားပွဲထွက်ခွင့်တနေအောင်ရရှိခဲ့ပြီးတော့စွမ်းဆောင်ရင်ကောင်းနေဇက်တိုက်ပြသနေခဲ့တယ်ပြီးတော့ဒီမာကာဆိုရင်လည်းဒါမနှစ်ကသူ့ရဲ့အကောင်းဆုံးခြေစွမ်းနေပြသခဲ့သည့်တိုင်အောင်ဒီနှစ်မှာတော့အနေငယ်ရုန်းကန်နေရပေမဲ့လည်းသူ့ရဲ့နေရာမှန်ဖြစ်တဲ့ David Paypal နေရာမှာလာထားပြီးကစားမယ်ဆိုရင်သူဘယ်လောက်ထိလုံးနိုင်သောကိုင်နိုင်သောနေရှိလဲဆိုတော့မြင်ရတာဖြစ်တယ်ပေါ့နော်အခုလိုကျွန်တော်တို့လဘာဘူးအသင်းနဲ့အတူတူဒီပရီးမီးယားလိလိုမျိုးပေါ့နော်အဓိကစုဖလားတွေရဘူးတဲ့ကစားသမားတွေဖြစ်တဲ့ပြင်ဒီ3ယောက်စလုံးอ่ะဆိုရင်လည်းအသက်ကလည်းငယ်ရွယ်သေးတဲ့အတွက်ကြောင့်ပေါ့နော်သူတို့ကိုအရင်စာချုပ်ချုပ်ပြီးတော့ကျွန်တော်တို့အသင်းရဲ့ကိုးကိုတိဆောက်တာဆိုရင်ကျွန်တော်တို့လဘာဘူးအတွက်ကစားသမားတွေအတွက်ပါပေါ့နော်တကယ်ကိုကျင့်တတ်စရာကောင်းတဲ့အခြေအနေတစ်ခုဖြစ်ပါတယ်နောက်ထပ်ဆွေးနွေးခြင်းတဲ့အချက်ကတော့ကျွန်တော်တို့မနက်ဖြန်ညမှာကံမဲ့ဘန်စလီနဲ့ FA ကပ်ပွဲစဉ်အကြောင်းလေးဖြစ်ပါတယ်
ကျွန်တော်တို့ကဒီအာဆင်နယ်နဲ့ပွဲမှာဆိုရင်လဲစရာလူမရှိလို့ပေါ့နော်ပွဲအစကနေအဆုံးထိဒီအစွမ်းကုန်ကန်ခဲ့ရတဲ့အဓိကကစားသမား17ယောက်လုံးကိုအာနီစလော့ဒီဘန်စလီနဲ့ပွဲမှာလုံးဝအနာပေးဖို့ရှိပါတယ်ဒါကကျွန်တော်တို့လီဗာပူးရဲ့လူငယ်မျိုးဆက်တွေအတွက်ကအခွင့်အရေးဖြစ်ပါတယ်အထူးသဖြင့်ကျွန်တော်တို့ဒီလီဗာပူးပြည်သက်တွေမျှော်လင့်နေကြတဲ့ဒီရီယိုငူမူဝါလိုကျယ်ပွင့်ကစားသမားလေးကိုဒီဘန်စလီနဲ့ပွဲမှာကျင်းတင်မြင်ရဖို့ရှိပါတယ်ပြီးတော့ကျွန်တော်တို့ပွဲကစားချိန်နည်းနေတဲ့ကစားသမားတွေဖြစ်ကြတဲ့ခီဇာတို့ဂိုမတ်တို့ရောဘတ်ဆန်တို့ဒီစားတဲ့ကစားသမားတွေအပြင်ပေါ့နော်ဒီအာဆင်နယ်နဲ့ပွဲမှာအနာရခဲ့တဲ့ကာတစ်ဂျုံကလည်းဒီပွဲမှာပါဝင်သွားဖို့ရှိတယ်ပေါ့နော်ဒါကြောင့်ဒီဘန်စလီနဲ့ပွဲမှာဆိုရင်အာနီစလော့အနေနဲ့ဒီနောက်တန်းမှာဆိုရင်ဂိုမတ်နဲ့ရိုဘိုတည်ထားမယ်ပြီးတော့ကွင်းထဲမှာတော့ကာတစ်ဂျုံထိန်းခိုင်းထားပြီးတော့တိုက်စစ်မှာဆိုရင်တစ်ဖက်မှာရီယိုနဲ့တစ်ဖက်မှာခီဇာတို့ကိုပြန်ပြီးတော့ပေါ့နော်ဒီစီနီယာအသင်းမှာပါတဲ့ကစားသမား9ယောက်နဲ့အတူတူနောက်ထပ်လူငယ်ကစားသမားတွေဖြစ်ကြတဲ့ကျွန်တော်တို့ဒီလက်ကီတို့ရမ်ဆေးတို့နီယိုနီတို့ဂေါ်ဒွန်တို့နောက်မော်ရီဆင်တို့လိုလူငယ်တွေနဲ့ပေါင်းဆက်ပြီးတော့ပေါ့နော်ဘလို့စမ်းသက်အသုံးပြုလာမလဲဆိုတော့ကျွန်တော်တို့ဒီဘန်စလီနဲ့ပွဲမှာစောင့်ကြည့်ရမှာဖြစ်တယ်ပြီးတော့ကျွန်တော်တို့ဒီဘန်စလီယာဆိုရင်လိဂ်1မှာရုံးကန်နေရတဲ့အသင်းတစ်သင်းဖြစ်ပြီးတော့ပေါ့နော်ဒီလိဂ်1ရဲ့အမှတ်ပေးဇယားမှာဆိုရင်လည်းသူတို့ကဒီအဆင့်16ရောက်ရှိနေပြီးတော့သူတို့ရဲ့နောက်ဆုံး9ပွဲစွမ်းဆောင်ရည်မှာဆိုရင်လည်းတပွဲနိုင်တပွဲတည်နေတူတူ3ပွဲကိုရှုံးခဲ့ထားတာကြောင့်ဒီရုံးကန်နေရတဲ့အချိန်ကျွန်တော်တို့လီဗာပူးရဲ့လူငယ်တွေအတွက်ပြောရမယ်ဆိုရင်ဒါကိုယ့်ရဲ့ခြေစွမ်းခြေစကိုပြသဖို့တော့ကအကောင်းဆုံးအခွင့်အရေးပွဲစဉ်တစ်ပွဲလည်းဖြစ်ပါတယ်ဒီပွဲကနေပြီးတော့ကျွန်တော်တို့လီဗာပူးရဲ့မျိုးဆက်တစ်တွေကကျွန်တော်တို့လီဗာပူးအသင်းပေါ်ကိုဘသူတွေကဘလောက်ထိအကောင်းမွန်ဆုံးထောက်ပံ့ပေးနိုင်မလဲဆိုတော့ကျွန်တော်တို့မြင်တွေ့ရမယ့်ပွဲတစ်ပွဲဖြစ်ပါတယ်ပြီးတော့ဒီကစားသမားတွေအနေနဲ့ရောဒီအာနီစလော့ရဲ့ညွှန်ကြားချက်တွေအပေါ်မှာဘလောက်ထိစွမ်းဆောင်ပြနိုင်မလဲဆိုတော့ကျွန်တော်တို့မြင်တွေ့ရပါမှာဒါကြောင့်ဒီဗီဒီယိုလေးကိုအဆုံးသတ်မယ်ဆိုရင်ညီကိုတို့အနေနဲ့ရောဒီကျွန်တော်တို့ရဲ့လက်ရှိရသည်မှာခြေစွမ်းတောက်လျှောက်ပြနေတဲ့စိုးဖို့နဲ့ကျွန်တော်တို့လီဗာပူးအသင်းရဲ့စာချုပ်သစ်ချုပ်ဆိုခြင်းပေါ်ဘယ်လိုမြင်ရလဲပြီးတော့ကျွန်တော်တို့လက်ရှိမှာဆွေးနွေးနေတဲ့ကစားသမားတွေဖြစ်ကြတဲ့ဒီ Gravenberch တို့မာကာတို့ရောသူတို့တွေ2ယောက်လုံးကျွန်တော်တို့လီဗာပူးအသင်းနဲ့အတူတူစာချုပ်သစ်ထပ်မံချုပ်ဆိုမယ်လို့ရောထင်ကြလားဘယ်လိုမြင်ကြလဲအားလုံးရဲ့အမြင်လေးကိုကိုမမဝေမျှပေးသွားကြပါအောင်ခင်ဗျာခုဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ